ဒါဒီနေ့မနေ့ပိုင်းမှာပဲဒါကစားခဲ့တဲ့ဒါပြင်သစ်နဲ့ဒါအီရတ်ပွဲစဉ်ကတော့ဒါအတော်လေးကြည်ကောင်းခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ဒါကျွန်တော်အခုဒီပွဲမှာဒါကျွန်တော်ပြောပြချင်တာကဒါပြင်သစ်ရဲ့တိုက်စစ်အပိုင်းကိုပြောပြချင်တယ်ပြင်သစ်ရဲ့ဒါတိုက်စစ်အပိုင်းကဒါအခုလက်ရှိအချိန်ထိဒါအပြစ်ပြောစရာမရှိတော့အောင်ကိုဒါကောင်းမွန်ခဲ့တဲ့ဒါတိုက်စစ်အတွေ့ဖြစ်လာခဲ့တယ်ဒါပြင်သစ်ကဒါတိုက်စစ်မှာဆိုတော်တော်လေးဒါတွဲညီခဲ့တယ်ဒါမင်းညာလောက်ပြသွားခဲ့တာတော့တော်တော်လေးဒါအတွဲညီနဲ့လောက်ပြသွားခဲ့တာတွေ့ရတယ်ဒါပြင်သစ်ကတော့ဒါအီရတ်အသင်းကိုဒါ3ဂိုးကိုမရှိဆိုတဲ့ရလဒ်နဲ့ဒါသူတို့ပြင်သစ်ကဒါရှုံးဝမရှိဆန်ချိန်နဲ့ဒါဆက်လက်ပြီးတော့ထိန်းထားနိုင်ခဲ့တယ်။ဒါကြောင့်ဒါပြင်သစ်ရဲ့ဒါတိုက်စစ်ကဒါအခုလက်ရှိအချိန်ထိဒါအားကောင်းတဲ့ဒါအသင်းတစ်သင်းလို့ပြောလို့ရတယ်။ပြင်သစ်မှာကဒါတိကျကောင်းတဲ့ကစားသမားအများကြီးဒါပြင်သစ်မှာကစားသမားကောင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့အသင်းလို့လည်းပြောလို့ရတယ်ပေါ့နော်။ပြင်သစ်ကဒါသူတို့ရဲ့ဒါနောက်ထပ်တစ်သင်းမှာဒါအခုအရန်ကစားသမားတွေနဲ့ကန်ရတော့မှဒါအီရတ်ကိုဒါကောင်းနိုင်တယ်ဗျ။ဒါအဲ့လောက်ထိဒါပြင်သစ်မှာဒါကောင်းတဲ့ကစားသမားအများစုရှိကြတယ်။ဒီပွဲမှာမိုက်ကယ်အိုလီစီကဒါကိုဖန်တီမှု2ကြိမ်ထိဒါသူပြုလုပ်ပေးနိုင်ခဲ့တယ်ပြီးတော့ဒါကျွန်တော်တို့ဒီကန်နီယန်အမ်ဘာပေကလည်းဒါတွင်းကို2ဂိုးထိဒါသွင်းယူနိုင်ခဲ့တယ်ပြီးတော့ဒါတမ်ပီလီကဒါနောက်ထပ်66မိနစ်မှာဒါတမ်ပီလီကနောက်ထပ်2ဂိုးသွင်းယူကဒါအီရတ်အသင်းကိုဒါသူတို့က3ဂိုးကိုမရှိဆိုတဲ့ရလဒ်နဲ့ဒါအနိုင်ရရှိခဲ့တာဖြစ်တယ်ဒီပွဲမှာဒါတွင်းကို2ဂိုးသွင်းယူနိုင်ခဲ့တဲ့ဒါကန်နီယန်အမ်ဘာပေကတော့ဒါကမ္ဘာဖလားဒါသမိုင်းတစ်လျှောက်ဒါတွင်းကိုသူ့ရဲ့တွင်းကိုဒါ16ဂိုးထိဒါရှိလာခဲ့ပြီဖြစ်တယ်ဒါကြောင့်ကန်နီယန်အမ်ဘာပေကတော့ဒါကျွန်တော်တို့ဒါဂျာမနီကန်နဝင်ကစားသမားကြီးဖြစ်တဲ့ဒါကလိုဆေးရဲ့ဒါကိုသွင်းဆန်ကျင်ကိုဒါအမိလိုက်နိုင်ခဲ့ပြီဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒါကန်နီယန်အမ်ဘာပေကဒါတမိုင်းတစ်လျှောက်ဒါကိုသွင်းအများဆုံးဖြစ်တဲ့ဒါလီယိုနယ်မက်ဆီရဲ့ဆန်ကျင်ကိုဒါလိုက်ပြီးဖို့အတွက်သူကဒါနောက်ကနေပြီးတော့လိုက်နေပြီဒါကြောင့်ကန်နီယန်အမ်ဘာပေကဒါလီယိုနယ်မက်ဆီရဲ့ကိုဒါကြော်တက်သွားမလားဆိုတာကတော့ဒါဆက်လက်ပြီးတော့စောင့်ကြည့်ရအောင်မယ်ဒါလီယိုနယ်မက်ဆီကတော့ဒါသူ့ရဲ့အသက်အရွယ်နဲ့မလိုက်ရအောင်ဒါသူကဆွဲဆောင်ပြနေတယ်ဒါပေမဲ့ကန်နီယန်အမ်ဘာပေကလည်းဒါနောက်တက်ကစားသမားဖြစ်လို့ကန်နီယန်အမ်ဘာပေကဒါလီယိုနယ်မက်ဆီကိုဒါကြော်တက်သွားနိုင်မလားဆိုတာကတော့ဒါဆက်လက်ပြီးစောင့်ကြည့်ရအောင်မယ်ဒါခုရှိမှဒါကန်နီယန်အမ်ဘာပေတို့ဒါပြင်သစ်အသင်းကဒါအတော်လေးကောင်းမွန်တဲ့ဒါအုပ်စုတစုဖြစ်တယ်ပေါ့နော်ဒါသူတို့ကဒါတိုက်စစ်ပိုင်းမှာလည်းဒါကောင်းတယ်ကိုယ်နဲ့မှဆိုရင်လုံးဝပြောစရာဘာကြောင့်မှမရှိဘူးကန်စစ်ပိုင်းလည်းဒါနည်းနည်းပြုပြင်စရာနည်းနည်းပဲရှိတယ်ဒါကြောင့်သူတို့ကဒါစုပွဲအားဒါတော်ကောင်းတဲ့အသင်းတစ်သင်းလို့ပြောလို့ရတယ်ဒါကြောင့်မို့ဒါကန်နီယန်အမ်ဘာပေကတော့ဒါလူငယ်ပြီးဒါကောင်းတာတော့ကျွန်တော်လက်ခံတယ်ဒါကန်နီယန်အမ်ဘာပေကတော့ကောင်းတယ်ဒါကြောင့်ကန်နီယန်အမ်ဘာပေကဒါလီယိုနယ်မက်ဆီရဲ့ဆန်ချီကိုဒါကြော်တက်သွားမလားဆိုတာကတော့ကျွန်တော်တို့ဒီကမ္ဘာဖလားပြီးရတဲ့ဒါဆက်လက်ပြီးစောင့်ကြည့်ရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့ဒါဖန်တွေရောဘယ်လိုမျိုးထင်လဲကျွန်တော် comment အောက်မှာဒါဝင်ရောက်ပြီးရေးပေးခဲ့ကြပါဦးခင်ဗျာ